မဘာဖြစ်နေလဲငါတယောက်လုံးရှိပါတယ်အဲ့အောင်တက်စီငားလိုက်မယ်ကွာဘယ်သွားရင်အကုန်ရောက်တယ် ဘယ်ဘက်ကြပါလဲဗျ ဘယ်သွားလို့ရလဲ အော်ခင်ဗျားငားတဲ့ကြောင်သွားလို့ရတယ်လေဗျာ ဩတင်ငန်းကျုံသွားမလို့ဘယ်လောက်ပေးရမလဲ ဩတင်ငန်းကျုံဟိုလုံးတော့ကြည့်ပါသေးလား ဒါပလုံတော့မဟုတ်ဘူးနောက်ဝက်စားထုတ် တနေ့ရောက်သွားပါလေ ယောက်ျား2ယောက်မိန်းမ1ယောက်ဟိုမရောက်ဒီမရောက်1ယောက် တောင်းဝဲကြမယ်တောင်းဝဲ 1000ဝယ် ဟုတ်ကဲ့ 1000ဝယ်ဒီပြီးရောဗျာ1000ဝယ်တစ်ခါလဲယူလာတယ် နေလေဗျာခင်ဗျာခရီးရောက်လာပေးလေရပါတယ်ဗျ ခင်ဗျာကျွန်တော်တို့လက်အမှတ်နေတာဟမ်ကားဝယ်ရမှာခင်ဗျာဈေးတက်သွားရင်ဘယ်လိုလုပ်မလဲအဲ့ဒါမို့လုံးလို့မရဘူးနော်ရော့တစ်ခါလဲယူသွားအကျဉ်ယူသွား ဟိုင်းဖေးဖို့ကတော့မဟုတ်ဘူးတက်ဒီဘုသူ့စိတ်လို့နေရတယ် အကွက်ပါလေမဟုတ်လေခင်ဗျာအနောက်ကိုတက်ပါလေအနောက်ကိုတက်ပါလေ တက်တယ်ကွာရန်ကုန်မြို့ကြီးကတော်တော်တိုးတက်ပြောင်းလဲသွားတာပဲ မင်းရန်ကုန်ဘယ်တော့နောက်ဆုံးရောက်ဘူး ငါပြီပြောတာတော့ငါ6လသားလောက်ကစီတာပဲ ဟိုင်း ငါကူမြို့ပြနဲ့ရင်မောင်တန်းနိုင်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ရှိတယ်အဲ့တော့ဘသူငါနဲ့ share ပါမလဲ share မန်မာများကိုဖိတ်ခေါ်ပါတယ်ဟာဟဲ့နေတောင်းလေငါပြောတာမဆုံးသေးဘူးလေဟဲ့နေအိုးဘလို့ပြတ်သွားတာတော့ဟာ ဘလို့ပြရမှာလဲကွာမင်းရဲ့မဟာစီမံကိန်းကိုထောက်ခံနေတဲ့သဘောပေါ့ကွာ ဒါဆိုမင်းကတော့ share ပါမယ်ဗော မပါဘူးငါလည်းပစိုးပြင်ဝင်နေနောက်ကျသွားတာငါလည်းသွားမှာတတ ဟေးဟာဒီလိုဟာတွေဟိုလိုစီတွေပြောမနေနဲ့ရောက်ဘူးတော့ဟာမင်းနဲ့ကလည်းစင်းအကြီးရှိရမယ် လာဆော့အိုပါငါတို့ကဒီမှာကြီးပွားတိုးတက်မဲ့ကိစ္စတွေဆွေးနွေးနေရနော်နေပါရီလာရှုပ်ပြန်ပြီလေ ငါလာရှုပ်တာမဟုတ်ဘူးဒီကောင်ရှုပ်တာကိုငါလာရှင်းနေတာနင်ကမကောက်ကြနဲ့တနေ့လုံးရှောက်ပြောတာ what ဘာမပြောပါဘူး ငါနဲ့ထွန်းတင်နဲ့ချစ်နေလို့မင်းပြောရဆို အဲ့တော့ဟုတ်တယ်လေ မင်းဘာသူပြောလေ ထွန်းတီပြောတာလေ ဟုတ်ဘူးလေထွန်းတင်နဲ့ငါနဲ့ချစ်တာဟိုယောက်ျားချင်းချစ်နေတာလေ အေးလေငါလည်းမင်းတို့တွေယောက်ျားချင်းချစ်နေကြတယ်လို့ပြောတာလေ ဟာမင်းလို့ပြောလို့မရဘူးလေယောက်ျားချင်းဆိုတော့ဟိုဒီကောင်လိုချစ်တာလေကွာ အဲ့ဒါငါမသိဘူးလေငါကြားတဲ့အတိုင်းငါပြောတာလေ ဟာမင်းနဲ့မင်းပြောလို့မရဘူးလေအခုတနေ့လုံးငါ့ကိုမလီးစားတော့မလိုက်ရှင် no လိုက်နင်းသိထားဖို့ကနင်းကငါအရင်ဆုံးစာရငယ်ရောထားတာနော်နင်းငါမသိပဲနဲ့ဘသူနဲ့မှစာရငယ်ရောလို့မရဘူးနော်အဲ့ဒါဆို ဆော့ထွန်းတီကငါတို့နဲ့လိုက်မလို့နဲ့တူတယ် တေတော့မှာပဲငါခဏလေးစောင့်ကြပါငါလည်းလိုက်မယ်လေ ငါတို့ကဘယ်သွားမယ်ဒီလိုနေကအတင်းလိုက်မပြောနေရတော့ မသိဘူးလေဒီလိုပဲသွားငါလိုက်မှာပဲ ဘာလဲငါတို့နဲ့လိုက်တယ်နဲ့နေပန်ရောက်မယ်ထင်နေရလားဟုတ်ဖျားဘူးထွက်တာမဟုတ်ဘူးနော်ရွာကနေထုတ်ခံထားရတာ ကဲပါထားလိုက်တော့ဒါနဲ့နင့်ထန်တော့ဘသူကကြည့်ပေးမှလဲ ငါထမ်းတော့ငါတက်မှထမ်းရကြတော့မဟုတ်တာအဲဒါကြောင့်ဘာကြီးဖြိုအခက်လိုက်ပြီကိုယ်ရီမှန်းချက်အတွက်စွန့်လွတ်တင်တာတော့စွန့်လွတ်ရမှာပဲ မင်းစက်မအောင်နေအကြီးမှန်းကြဘာလဲ ငါမျိုးသွားမယ်ပတ်စံရှာမယ်စုမယ်ပြီးရင်သွားပြီးတော့ခွဲစိတ်ပြုတ်ပြင်မယ် အိုးမလီဟမ်ကြီးမလိုက်တဲ့ကြီးမှန်းချက်ကြီးစမ်းမအောင် ဖေကောင်ဖေဟာရှေ့ကိုတွန်းတယ်ရှေ့ကိုတွန်းတယ်ဖေရှေ့ကိုတွန်းလို့ အရှိရကဟိုဘက်မှာလေးပြရ အော်ရှေ့တော့ပြောနေမှာငါရှေ့တဲ့ကိုတွန်းယူဒီရှေ့တဲ့ကိုဒီလိုတက်တဲ့ တူကံမအောင်ဘလို့သွား အေးကမောင်ညီမလေး ဟောငါပြောပါမယ်တော်တော်မင်းတို့တော့ပြောမနေနဲ့တော့ညာလေးကကိုယူပါမေးလိုက်တာ တရားပြူကန်လန်းဘက်ကိုသွားကျင်တာ ဟာညီမလေးအဲ့ဒါဆိုရင်တော့ညီမလေးအဝေးသွားအောင်ပါပဲဒီတရားပေါ်နေစင်းပြီးတော့ဟိုးမှာအဲ့ဒါရောက်ဘက်ကန်းတေးကိုကြီးအောက်ပိုင်း အောက်ပိုင်းကုန်တယ်အောက်ပိုင်းမှာမြူဝီးပဲဝီး ဟိုညီမလေးကနောက်ကနေတွန်းပေးမယ်ကိုကြီးကအရှိကနေလမ်းပြပေးနော် စိတ်ချပါညာလေးညာလေးတဘွားလုံးတော့ကိုကြီးကလမ်းပြကျယ်လေးဖြစ်နေတာဟာမိုက်ကတော့မိုက်တယ်ကွာမင်းငါမြူးရတယ် မမီတယ်ပေါ့ ဟဲ့သူခရော့တာဟဲ့နေသေပြီရဲနဲ့ရာနဲ့ကြောင်းသား စားလာနေစမ်းမအောင်ကားပြစ်တယ်လေပြောသေးတယ်အခုကျတော့မောင်းရတယ်ဘုရှမသွားပြစ်လို့ဆိုတော့တမျိုးကြီးပဲနော် သွားပြီငါတို့လင်ခံလိုက်ရပြီ အဲ့ဒါကြောင့်နင်တို့ကငါပြောတာရန်ကုန်မျိုးဆိုတော့အဲ့လိုလူလိမ်လူညာတွေအရန်ပေါ့တာသူတို့တဲ့တကွက်ကြော်ပြီးတော့မြေနိုင်မှာတော်ကကြတာမှတ်ထား ဟာအဲ့ဆိုအဲ့ပဲငါတို့ကိုလိမ်မယ်ဆိုတော့မင်းကကြိုသိနေ သိတာဗောအဲ့ဒါကြောင့်မလို့ငါတို့ရဲ့ထုတ်တွေကိုတမင်မချဘဲနဲ့ငါထည့်ပေးလိုက်တာအချိန်နဲ့အဲ့လိုငါတို့အထုတ်တွေပြန်လာပေးရမယ်လေမဟုတ်ဘူးလား ထုတ်တယ်ပါဘူး ဟာဟုတ်တော့ဒီမှာရှောက်ပြောနေရလေလိမ်မာတယ်ဆိုမှအဲ့ထုတ်ကိုမင်းဦးလေးကမင်းစီပြန်လာပေးမလားကွာ ဟုတ်ပြန်လာပေးတော့မှာပါပြန်လာပေးတော့မှာပါ ကုန်ပါပြီဟဲ့ ဟိုယောဂါကြာဟာလို့ ဟာစိတ်မရှိလို့ပြောနေတာ ပါလေ ကျွန်တော်ချိန်မရှိဘူးရော
ကျွန်တော်ကိစ္စကိုရင်ရှင်းလေ မင်းပြဿနာကရှင်းလို့ရတယ်ဒီမှာမင်းထက်ကြီးတဲ့ပြဿနာရှိနေလို့ဒီပြဿနာကိုငါအရင်ရှင်းမရဘူးကွာမင်းပြဿနာမှာရှင်းပေမယ်ဟာပါလား အာနီယောဒီမှာပိုခွေးတို့ဆိုင်မှာကျွန်တော်တောင်းကြတယ်ကျွန်တော်ကပြရှိကျွန်တော်ထောင်ထဲသွားလာသွားမယ် ဟာဘာလို့ထောင်းနေလိုက်ရမှာလဲဒုက္ခပါပဲကွာဒီကောင်လည်းပြောရခက်လိုက်တာမင်း အဲ့ဆိုကျွန်တော်ပြဿနာကြီးကိုထောင်ထဲရောက်တော့ကျွန်တော်ပြန်ကြည့်ပေးအောင် ဩဒီကိုရီးယားလူမိုက်ကတစ်မျိုးကွာမင်း ကဲပါလူကြီးရေဒီကောင်ထောင်ထဲမှာယောက်ျားတွေအများကြီးရှိလို့သွားကျင်တဲ့နေမှာပေါ့ပို့ပြီးလိုက်စမ်းပါ ဟုတ်လား ဟိုင်းဒီနေ့ငါတို့ပြဿနာပေါင်းချရှင်းပါရ ပြောင်းပါလေဘာကိစ္စလဲ အိမ်ရှိမှာအိမ်တကားကြီးဖွင့်ပြီးဖဲပေါ်တင်ရိုက်နေအောင်မင်းတို့လူမိုက်တယ်ဟမ် မင်းနဲ့ဘာဆိုင်လို့တော့ Gangster Oppa La Sa အဲ့ဆော ဒါမဲ့ဒီနေရာကပုံကြီးပုံလင်းကြီးကိုရဲ့အပိုင်ဆိုတာတော့မင်းသိထားဖို့ကောင်းတယ်မင်းတော့ကိုလှည့်ကြည့်လိုက်ပုံကြီးပုံလေးဆိုတာဘာလို့ပဲ အော်ပုံကြီးပုံလေး yes ခရတော့ပါဒီမိုက် လူမိုက်စစ်မဟုတ်တော့ဘူးဇိုးစစ်ဖြစ်တယ် လို့သိပြနေပြီဇိုး ကနေဇိုးဒီ ဆိုင်ချိုတယ် ချင်းနေ ဟာကွာတော့ဘာလာပြောတာလဲ နေမင်းတို့ဒီနားတစ်ဝိုင်းမှာတစ်ခါမှမတွေ့ဘူးကွာဘယ်ကနေဘလို့မျက်စိလဲလမ်းမပြီးတော့ရောက်လာတာဟမ် မင်းကငါတို့ညီကိုနှစ်ယောက်ကိုဖြိုနိုင်မယ်လို့ထင်လို့လား ထဲလား ဟာဖြိုနိုင်မယ်လို့ထင်တာမဟုတ်ဘူးဖြိုကိုဖြိုမှာအဲ့ဒါဆော ရောက်တယ်လေတော့ ကဲဒီမကြီးလေးဒီခြံကြီးထဲမှာမင်းနဲ့ငါတို့ညီကိုနှစ်ယောက်ပဲရှိတော့မင်းဘာလုပ်မှာလဲမင်းမလုပ်ဘူးဆိုရင်တော့မင်းငါတို့ညီကိုနှစ်ယောက်လုပ်ပြီနော်ရအိုင်အေးအဖေဒါလေးပါလေစပတ်ကြီးနဲ့ဇိုးစင်လေးဘာကြီးတော့ပုံကြီးပုံလေးဟုတ်တယ်လေ အခုကကြီးပုံလေးပြင်းနေပြီ ဟုတ်တယ်လေဇိုးရဇိုးဟုတ်တယ်လေ ဇိုးတွေကမချောက်ဘူးလို့ तू ကပြောလေဟောလေတူရင်ဝမ်းအဆော I didn't know တာတခါလေးကြည့်တော့တော့လောက်ချပလိုက်နော်အေးပါမလာနေရပြီငါပြောရင်စင်ပြေပါမလားဟမ် ပြေးပါရဲ့ဟာ အေးပြောမယ်သာပြောတာငါရင်ကိုခုံးနေတာပဲလာပြီလားလွယ်ပြီကိုယ့်ရဲ့ချစ်လက်ဆောင်ပါ ဝမ်းသာလိုက်တာဖူတောက်ရဲ့ လာရင်အရေးလဲကြုံတော့တငယ်ချင်းတွေကိုပြစ်ပြီးတော့အဲ့ကောင်ကိုလိုယုံသွားတာနှုတ်တွေ့ပြီလား ဟုတ်တော့ရဲ့ဘယ်လိုလုပ်ကြမလဲနေပါကြံမအောင်ရဲ့ကြံလို့သာပြောတာနင်းကြရင်ခက်လက်လိုက်ရဲ့ ဩမလန့်ပါနဲ့ဟာ ဘာဖြစ်သွားပြီလဲဘာဖြစ်သွားသေးလဲ တူလို့ပါဟိုကျွန်တော်ကသူ့တက်တာမလို့သူကကျွန်တော်ကိုဝင်တက်လိုက်တာ မရအောင်အခုဒီကိစ္စရှင်းမလို့ဖြေရှင်းမိမှလည်းပြောဒီမှာလူကအချင်းကြီးကောင်းသေးရဲ့လားတော့မသိဘူး ကောင်းလို့မူလိုက်တာ သေးဖို့လေးပါလေးပဲပြီးခဲ့လိုက် ကဲအဲ့ဆိုချင်းဘယ်လောက်ပြရမလဲလေးတော့အချင်းနေတယ် လေးသေး လေးအမလေးကောင်းနေတိုက်ကြတယ်မင်းကတခါတည်းတည်သွား အမေဘသူပြောရတယ် အော်ထားလာပြီမင်းကိုပြောတာဟာကိုကြီးတို့မိုင်းတို့တောင်းတဲ့ပတ်စံလေးသေးဟာကျွန်တော်မေရဲ့နောက်ဆုံးထွက်တာမှာကျွန်တော်ပြုစုပေးရင်လို့ကျွန်တော်တချို့စိန်ကလေးနဲ့စူထားတဲ့ပတ်စံတွေပါလား ဘာလို့မသားသေးဒီဘောကျွန်တော်တို့စေဖို့တသိမ်းပဲပေးပါ ကျွန်တော်တော့မကြတဲ့သားသူ့မှာကျွန်တော်တည်လိုက်ပတ်စံလည်းပြီးတော့မဟုတ်ကောက်ပြပြတာမောင်းပေးပါ ကိုကြီးအမေကိုကောက်ကောက်ငိုလေးတကြိုပေးလိုက်နော် ဟုတ်ပါလားရှင်ကောင်းတာရပ်ပေးပါတော့မခံစားနိုင်တော့လို့ပါမခံစားနိုင်လို့နင်တို့ရပ်ပေးလိုက်နင်တို့စင်းတော့ငါတယောက်နဲ့ပြသွားမှာမို့တေးကြအောင်ငါ့ကိုလို့တခွန်းတော့ခေါ်ရငါရှေ့ကောင်းငါဝင်တိုက်ပါမယ်ပါကဲလိုက်ရဲ့ငါတောင်းမှပါတယ်ဟာ ကူလို့ခေါ်လိုက်ပါငါတို့ရဲ့အသက်ရှင်ကိုနှင်းပေါ်အများကြီးပူတင်နေလို့ပါခေါ်လိုက်ပါကူလို့ခေါ်လိုက်ပါ ကိုကို ဘလို့ ကိုကို ဟဲ့မစားကောင်းတဲ့အတီးနော်နေကျွေးမငေါ့အောင်မဟုတ်ဘူးနေလှစောဆိုတဲ့ကောင်ကိုကျွေးရမှာအဲ့ဒီကောင်မှနေနဲ့လိုင်းတူတူ ဟ
ဆိုကဘလို့ဖြစ်ပြီးတော့ငါနဲ့လိုင်းတူသွား အဲ့ကောင်ကလူမယူယူနေဆိုအဲ့ဒါစွတ်ကြားနေတာတကယ်ညနင်းနဲ့လိုင်းတူတူနင်တို့ချင်းပဲပို့ပြီးတင်တော့ပါတယ်နော် တကယ် yeah လာဆောပါလာဆော 안녕하세요. 어떻게 지내세요? 아이씨. 알았어. hello there ဟာစမ်းပါကူညီရ ရတယ်ဘာမှကူညီပေးစရာမလိုဘူးပြဿနာမရှာရင်ပြီးရော ဒဲအဲ့ဒါပဲစမ်းဆိုလို့ရှိရင်အမြဲတမ်းပြဿနာကောင်ကြနေတာဒီမှာတဲ့စမ်းဒီနေမှာစီးပွားရေးလုပ်မလို့အဲ့ဒဲနဲ့တိုင်မလို့ မင်းကကြီးကြီးကျယ်ကျယ်နဲ့ဘာစီးပွားရေးလုပ်မှာမို့လို့လဲ သူများနိုင်ငံတွေမှာလေအသက်60ပြည့်မှာဘဝအစတာစမ်းတို့နိုင်ငံမှာအဲ့လိုမျိုးမဟုတ်ဘူးအသက်60ဆိုလို့ရှိရင်ကိုယ့်ကိုယ်လူကိုစင်းရင်သွင်းပြီးတော့ဘာလုံးမှမလုပ်ကြတော့ဘူးဒဲအဲ့ဒါရမဟုတ်သေးဘူးနော်မှားနေတယ် အဲ့တော့ဘာဖြစ် အဲ့တော့စမ်းဒီနေမှာအသက်60ကျော်ကြီးစုလိုက်တယ်ပြီးရင်တစ်ဖက်နိုင်ငံကိုလူကုန်ကူးရောင်းစားမယ်မကောင်းဘူး ငါသားရဲ့မင်းကလေလူရင်းဗရဲပရာဖြစ်တာမဟုတ်ဘူးမင်းရဲ့အတွေးခေါ်တွေကဗရဲပရာဖြစ်နေပြီမင်းပင်ကလည်းအသက်60ကျော်နေပြီကွာ အဲ့ကြောင့်ဒဲကိုပထမဆုံးစံပြအနေနဲ့အရင်ရောင်းစားမယ်အဲ့လိုရောင်းစားလိုက်ရင်ဒဲနိုင်ငံခြားကိုလည်းရောက်ကူရမယ်ဒဲရဲ့ဘဝအသစ်ကိုလည်းပြန်ပြီးစပြီးသားဖြစ်မယ်ကဲဘလောက်ရင်ခုန်စရာကောင်းလဲမဟုတ်ဘူးလား ကုန်ကွာငါ့ကိုဖြည်းဖြည်းလေးလုပ်ပါလို့တေချာပြောထားတာငါတေးတယ်ကွာ ဘာတွေတောင်းကျမ်းနေတာလဲ ဘာမှမဟုတ်ဘူးညီမလေးကကိုကြီးကိုလုတ်ကြသွားတဲ့ကောင်ကိုမပြီးလို့ဒီကောင်တို့တင်းနေတာဒီကောင်တို့တင်းနေတာ ကိုကြီးအဲ့ဆိုအတော်ပဲရှာတွေ့လို့ရှိရင်လေညီမလေးကိုလည်းပြောကျေးဇူးဆက်မလို့ Thank you ရဲ့ ကိုကြီးလေအခုလိုမျိုးလေးဖြစ်သွားတာကိုပဲညီမလေးကအရန်ပျော်နေတာစိတ်ချမ်းသာတယ် ဟာမုံမခငါ့ကိုလုတ်ကြနေတာထင်များလားဟဲ့ လောက်ကြံလို့ရလို့ရှိရင်လေလောက်ကြံလိုက်ချင်တာဟွန်းခုတော့ကိုယ်စိတ်နဲ့ကိုယ်သွားတာဆိုတော့အဆင်ပြေသွားတာပေါ့အိမ်မှာပဲနေနော်ဘယ်မှသွားဖို့မစင်စားနဲ့ မုံမခ